ဒီလူသားကတော့တကယ်ကိုကန်ဆိုးလုံးသူပါသူဟာအသက်ပေးဆိုင်ရည်လို့ခေါ်တဲ့ရေကိုတငုံလောက်မီးဆန်းလိုက်တာနဲ့ချက်ချင်းဆိုသလိုတဲကန်လာရတဲ့ကိုတယ်လီပို့တယ်လီဖော့လုပ်ပြီးရောက်သွားတတ်ပါတယ်ပါစက်ထဲကရေတွေကလည်းတခဏချင်းမှာတဲတွေဖြစ်ပြောင်းလဲသွားတာပေါ့ဒါတင်မကသေးဘူးနော်ရေကူးကန်နဲ့ခုံချဖို့စူးစမ်းရင်တော့မရဘူးရေနဲ့ပတ်သက်တာတစ်ခုခုကိုထိမိတာနဲ့နောက်တစ်စက္ကန့်မှာတဲပုံနဲ့ရောက်နေတော့တာပဲဒါဘာတွေဖြစ်နေတာလဲဟန်လို့တော့အော်မိသွားမယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲသူဟာအကြောင်းရင်းမရှိတဲကန်လာရတဲ့ကိုရောက်သွားခဲ့တယ်အဲ့ဒီမှာရက်ပေါင်း80တရက်တိုင်တိုင်လမ်းလျှောက်ခဲ့ရပြီးနောက်ဆုံးမှာတော့စမ်းကြောင်းလေးတစ်ခုကိုရှာတွေ့ခဲ့တာပေါ့ဒါပေမဲ့ကန်ဆိုးချင်တော့ရေလေးတငုံတောက်မယ်အလုပ်ရှူးဆိုတဲ့အတန်နဲ့အတူတဲကန်လာရတဲ့ကိုပြန်ရောက်သွားပြန်ရောဒါဟာကျင်းစာတစ်ခုခုပဲလို့သူယုံကြည်သွားပါပြီသူကတော့အရှုံးမပေးဘူးပြနောက်ထပ်ကီလိုမီတာ8သူညကျော်ခီးနေပြီးတဲ့နောက်စမ်းကြောင်းလေးနားကိုပြန်ရောက်လာပြန်တယ်ဒီတစ်ခါတော့သူကပါနဲ့သွားပြီရေကိုမတောက်တော့ပဲရေမျက်နှာပြင်ပေါ်ကနေခုံကျော်သွားလိုက်တာပေါ့မစုံမနစ်စူးစမ်းအားထုတ်မှုကြောင့်နောက်ဆုံးမှာသူဟာကားလမ်းမကြီးဘေးကိုရောက်လာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီလမ်းမှာကားတစ်စီးဖြတ်လာပြီးစိတ်ထားကောင်းတဲ့ကားဆရာကသူ့ကိုတင်ခေါ်သွားတယ်ကားဆရာကသူ့ကိုအားဖြည့်အချိုရည်တပုတ်ပေးလိုက်တော့အာခေါင်တွေ၆ကပ်နေတဲ့သူဟာဂလူးဂလူးနဲ့အားရပါရမောတောက်လိုက်တာပေါ့မမျောလင့်ထားတဲ့အတိုင်းပါပဲသူဟာတဲကန်နာရတဲ့ကိုထပ်ပြီးရောက်သွားပြန်ပါတယ်ဒီတစ်ခါတော့သူတကယ်ကိုဒေါသထွက်သွားပြီးအချိန်ကြာကြီးလမ်းလျှောက်ပြီးတဲ့နောက်အားအိမ်တွေကုန်ခန်းနေချိန်မှာစောစောကကားဆရာနဲ့ပဲပြန်ဆုံပြန်တယ်ဒီတစ်ခါတော့ဘာပေးသူလုံးဝမတောက်တော့ဘူးမကြခင်မှာပဲသူ့အိမ်ကိုပြန်ရောက်သွားခဲ့ပါတယ်အိမ်ကရေစက်ကြတန်လေးကြတော့သူစိတ်မထိန်နိုင်တော့ဘူးဒါနဲ့ရေတဖန်ခွက်ယူပြီးလက်တန်းလေးနဲ့တို့ကမြေးကြည့်လိုက်တယ်ဘာမှမဖြစ်ပါလားကျင်းစာတွေပြဲသွားပြီလို့ထင်ပြီးသူဟာရေကိုငမ်းမရတောက်ပါတော့တယ်ဒါပေမဲ့တရားမျှတမှုဆိုတာနောက်ကျရင်နောက်ကျမယ်ဘယ်တော့မှပြောက်ကွယ်မသွားဘူးဆိုသလိုပဲသူဟာစိတ်ပြအားငယ်ရမယ့်အခြေအနေကိုရောက်သွားပါပြီမျက်စိတမိတ်တွင်းမှာပဲသူလမ်းပေါ်ကိုရောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာသူ့ကောင်းတဲ့ကိုအတန်တန်ကြားလိုက်ရတယ်ကျမကိုရေလေးတစ်ခွက်လောက်ကူညီပြီးယူပေးလို့ရမလားမရဘူးမင်းမသာမင်းယူတောက်လို့သူကပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲသူဟာဒီကျင်းစာကိုဖြေထောင်းလေးကိုတီးသွားပါပြီအဲ့ဒီနောက်အမျိုးသမီးတယောက်လမ်းလျှောက်လာပြီးသူ့ကိုရေတောင်းတောက်တယ်သူကလည်းအဲ့ဒီအတိုင်းပဲပြန်ပြောလိုက်တဲ့အခါအမျိုးသမီးဟာပြက်ကွယ်သွားပါတော့တယ်နောက်ဆုံးမှာတော့သူဟာပျော်ရွှင်စွာပြုံးနိုင်ခဲ့ပြီပေါ့